ပြန်တဲ့သူတွေတွားရလန်းလို့ပဲပြောရမလားမသိဘူးရှင်ဒီသတင်းကတော့တငယ်ချင်းတို့ကိုသင်ခန်းစာရစီခြင်းလို့မိုးကလာပြီးတော့မျှဝေပေးမယ်ရှင်ဖြစ်စဉ်ကတော့ဒီထိန်အမျိုးသမီးတယောက်ကသူ့မှာအိတ်ထုံရှိရတဲ့နှုတ်ယောက်ျားနဲ့ဖုတ်ပြန်ခဲ့တယ်ရှင်သူ့ယောက်ျားကသူ့မိန်းမဖုတ်ပြန်တာကိုလုံးဝမသိခဲ့ဘူးသူတို့ရဲ့အိတ်ထုံတက်တန်က10နှစ်ရှိပြီပေါင်းလာခဲ့တာသူ့ယောက်ျားကသူ့မိန်းမပေါ်မှာတအားချစ်တယ်တအားကောင်းခဲ့တယ်ဒါကိုပဲမိန်းမကခွစ်ကောင်းယူပြီးတော့နှုတ်ယောက်ျားနဲ့ဖုတ်ပြန်ခဲ့တာတော့မသိဘူးရှင်ဖြစ်စဉ်ကတော့ဒီအမျိုးသမီးကသူ့ရဲ့ဖုန်းထဲမှာနှုတ်ကောင်တစ်ကောင်နဲ့ချစ်ကြိုက်သွားတယ်ချစ်ကြိုက်သွားပြီးတော့ပြင်မှာတွေးကြတယ်ဒါကိုလည်းသူ့ရဲ့ယောက်ျားကြီးကလုံးဝမသိခဲ့ဘူးအဲ့ဒီချိန်မှာနောက်ယောက်ျားကဒီမိန်းမကိုပြောတယ်နေ့ယောက်ျားကိုပွာရှင်းပေးသူနဲ့တူနေရမယ်အဲ့ဒီနေ့ယောက်ျားနဲ့တူနေတာသူလုံးဝမလို့လားဘူးလုံးဝမနှစ်သက်ဘူးလို့ပြောတယ်သူကလည်းသူများမိန်းမကိုချစ်ကြိုက်သေးတယ်ရှင်နော်အဲ့ဒါကိုမှသူကကွာရှင်းခိုင်းတဲ့ဒီအရင်ယောက်ျားနဲ့သူနဲ့ပဲတူနေပေးသူကဒီမိန်းမကိုတကယ်ချစ်သွားလို့ဖြစ်မယ်ရှင်ဒီနောက်ယောက်ျားကပေါ့နော်နောက်ယောက်ျားကသူ့ကိုတကယ်ချစ်သွားတယ်ဒါကြောင့်သူတယောက်တည်းပဲပိန်ဆိုင်ချင်တယ်အဲ့ဒီအရင်ယောက်ျားကိုမပတ်သက်နဲ့တော့သူကအဲ့လိုမျိုးပြောတော့ဒီအမျိုးသမီးကလက်မခံခဲ့ဘူးသူကအဲ့ဒီယောက်ျားကိုအပျော်သဘောနဲ့ပဲသူကချစ်ကြိုက်ခဲ့တာတော့မသိဘူးရှင်သူ့ယောက်ျားကိုသူကအဲ့လိုမျိုးလှုပ်ဖို့တွက်ကြတော့သူကမလှုပ်ချင်ဘူးဒါကြောင့်သူတို့နှစ်ယောက်ညှိယူကြတာနှုတ်ဆောင်ညှိလို့မရခဲ့ဘူးရှင်တယောက်နဲ့တယောက်စိတ်ဆိုးသွားကြတယ်နောက်တရက်တော့ဒီနောက်ယောက်ျားကသူ့အိမ်ကိုလာခဲ့ပြီးတော့ဘာမှမပြောမဆိုပဲနဲ့သူ့ကိုဓာတ်နဲ့ချက်30စော်ထည့်လိုက်တာရှင်အဲ့ဒီမျိုးသမီးကအဲ့ဒီနေရာမှာပဲဆုံးသွားတယ်အဲ့ဒီအချိန်မှာမှသူ့ရဲ့ယောက်ျားကဘူးမသိဘာဖြစ်လို့သူ့မိမလာလောက်ခဲ့လဲဆိုတာပေါ့နော်ကြုံတောင်နဲ့ကြည့်နေခဲ့ရတယ်ရှင်နောက်ဆုံးတော့ဒီနောက်ယောက်ျားကရဲစီးမှာထွက်ဆွေချက်တော့ပြီးသူ့ကိုယ်သူလည်းဖန်ဆီးခံလိုက်တဲ့သူဒီလိုမျိုးလောက်ခဲ့တဲ့အကြောင်းလည်းပြောပြလိုက်တယ်အဲ့ဒီအချိန်မှာသူ့ရဲ့နောက်အရင်ယောက်ျားကြီးကသူ့မိမသူ့ပေါ်မှာအဲ့လိုမျိုးဖောက်ပြန်နေတယ်ဆိုတာသိရတယ်ရှင်သူ့မိမဆုံးမသူကဖောက်ပြန်ခံနေရတယ်ဆိုတာနွားလုံးဖြစ်နေတယ်ဆိုတာသိရတယ်ရှင်အဲ့ဒါကြောင့်ကိုမွေတဲ့မီယာကိုပြန်လောင်စေတယ်ဒါကြောင့်ကိုလှုပ်လိုက်တဲ့မီယာကိုပဲပြန်ပြီးပူလောင်နေဆိုတာဒီထိန်မျိုးသမီးကိုကြည့်ပြီးတော့တင်ငန်းစာရအောင်ပေါ့နော်မိုးကဒီသတင်းကိုလာပြီးတော့မျှဝေပေးတာရှင်သူ့ယောက်ျားကြီးပြောတာကတော့ပေါ့နော်သူတို့နှစ်ယောက်အိတ်ထောင်တက်တန်း10နှစ်တော့ပေါင်းလာခဲ့တယ်သူ့မိမသူ့ကိုဒီလိုမျိုးလှုပ်လိုက်မယ်လို့မထင်ခဲ့ဘူးသူ့မိမပေါ်မှာသူမကောင်းခဲ့တာတွေဘာမှကိုမရှိခဲ့ဘူးပေါ့နော်သူပြောတယ်သူတော်တော်လဲသူဝမ်းနဲ့ကြည်ကွဲခဲ့တယ်ရှင်မိမဆုံးမမိမဖုတ်ပြန်နေတယ်ဆိုတာသိရတယ်ရှင်နော်တကယ်ကိုစိတ်မကောင်း